မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ကျမဒီနေ့လက်ခံရရှိတဲ့ကျမ်းပိုက်တစ်ပိုက်ကိုဖတ်ပါမယ်။တုတ်တန်ကျမ်းအခန်းကြီး19အငယ်18မျော်လင့်စရာရှိစဉ်အခါကိုသားကိုဆုံးမလောသူကိုအကျိုးနဲ့အောင်တနာသောစိတ်မရှိစေနှင့်။ Proverbs chapter 19 verse 18 Discipline your children, for in that there is hope.Do not be a willing party to their death. ကျမတို့ဒီနေ့ကျမတို့သားသမီးတွေကိုပေါ့နော်ကျမတို့အရန်ချစ်ကြတယ်အရန်လုပ်ပေးတယ်ဒါမဲ့ဒီမှာပြောထားတယ်နော်မျော်လင့်စရာရှိစေခါတဲ့ကိုသားကိုဆုံးမလို့တဲ့ကျမတို့ဒီကိုသားသမီးတွေကိုပေါ့နော်သူ့အကျိုးနဲ့အောင်တနာတော့စိတ်မရှိစေနဲ့တဲ့ကျမတို့ချစ်တဲ့အချိန်မှာပေါ့နော်တခါလေကျရင်အပြစ်တွေကိုဖုံးသွားတယ်ပြောဖို့ရန်အတွက်ဟိုတနာပါတယ်ဆိုပြီးတော့ပေါ့နော်ကျမတို့ကြော်သွားတတ်တယ်တခါလေကျရင်အဲ့ဒီအရာကဘာဖြစ်သွားလဲ Do not be a willing party to their death တဲ့အင်္ဂလိပ်လိုဆိုလို့ရှိရင်သူတို့ရဲ့ဆိုးကျိုးတွေဖြစ်ဖို့အတွက်ကျမတို့ကwillingly အဲ့ဒါကိုလိုက်ပါနေတယ်မျိုးကျမတို့မိဘရဲ့တခါလေးဖြစ်တတ်ပါတယ်လို့အဲ့ဒါကြောင့်ကျမတို့သားသမီးတွေကိုဆုံးမစရာရှိတဲ့အချိန်မှာအဲ့ဒါကိုပေါ့နော်တတိယလေးကျမတို့တွင်တင်ဆုံးမနိုင်ဖို့ရန်အတွက်ဒီနေ့ကျမခွန်အားရတဲ့အရာလေးနဲ့အားလုံးကိုခွန်အားပေးချင်ပါတယ်ရောက်စီရင်ကိုဖျားရှင်ကောင်းချီးပေးပါစေအာမင်